ပုံမှန်ပေါက်ဈေး340ဝန်းကျင်ရှိရဗျကျွန်တော်အခု25တိန်ဝန်းကျင်နဲ့ရောင်းပေးမယ်နော်ကဲအားလုံးပဲမင်္ဂလာပါဗျကျွန်တော်အခုရောင်းချပေးမယ့်အလုံးလေးကတော့ iPhone 15 Pro Max လေးရောင်းပေးမယ်နော် iPhone 15 Pro Max Blue တိုက်တဲ့နေရာလေးပါဗျဘေးပေါင်လည်းတက်နေတဲ့ပါအောင်မယ်ပုံမှန်ပေါက်ဈေး340ဝန်းကျင်ရှိရဗျကျွန်တော်အခု25တိန်ဝန်းကျင်နဲ့ရောင်းပေးမယ်နော်ဒီကောင်လေးဘာera ဘာလို့အဲ့ဈေးနဲ့ရရလဲဆိုတော့အရှိမှန်လဲထားပါတယ် GH မှန် OLED အကောင်လဲပေးထားပါတယ်ဗျဘာမှစစ်ပါလဲဆိုတော့ display message တစ်စောင်နဲ့ပါမယ်နော်ကျွန်တော်စတင်ပြပေးမယ် iPhone 15 Pro Max ပါဗျဂျူရယ်ဆင်းနော်ဂျူရယ်ဆင်း 256GB ပါ display message တစ်စောင်ပဲပါမယ်ဗျ display message တစ်စောင်ပဲပါမယ်ဘက်ထရီက80ကျန်အောင်မယ်ဗျဘက်ထရီ80ကျန်အောင်မယ်မှန်လဲထားရဆိုပေမဲ့တက်ထောက်တာပါညာလုံးဝမရှိဘူးနော်အဆင်ပြေမယ်ဗျတုံးကကင်မရာပါညာလဲလုံးဝမိုက်မယ်အနောက်ဘက်ကလက်လေးတေးလေးကွဲထားမယ်ကျန်တဲ့ဆက်အတွင်းမိုက်ရတာဘာမှမရှိဘူးဗျဒီကောင်လေးကိုကျွန်တော်ရောင်းချပေးမယ်ဈေးနှုန်းက25တိန်3000ဝန်းနဲ့ရောင်းပေးမယ်25တိန်3000ဝန်းနော်အတွင်းကြိုးကောင်းအပက်ရည်ဒီပါကျွန်တော်ဘက်ကထပ်ထည့်ပေးပါမယ်ဗျလိုအပ်တဲ့ဆိုဖုန်းဆက်မိုင်လို့ရပါတယ်အားလုံးပဲအထူးကျေးဇူးပါဗျ